ပြန်လဲကြိုးဆိုလိုက်ပါတယ်ရှင်ကဲအင်းမပစိုးဆိုပြီးတော့လူသိများတဲ့ရွှေပေါင်းကျူပစိုးလေးတွေကိုတစ်ဆင့်ထပ်မြင့်ထားတဲ့ကာလာရောပြီးရင်ခြေသားတစ်ဆင့်မြင့်ထားတဲ့ကျူမဟာပစိုးလေးတွေကိုမမင်းတို့ရဲ့ရိုးရအိမ်နေပြီးတော့ဆိုင်လေးမှာပြန်လဲတင်ပေးထားပါပြီရှင်ကဲအလှဆုံးနေကြည့်ပဲဒီဗီဒီယိုလေးထဲမှာပြပေးသွားမှာမို့လို့အကောင့်ကြိုက်တယ်အလှလေးတွေကြိုက်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုအဆုံးထိကြည့်ပေးရှင်ကဲမင်းနံပါတ်1ကလေးစပြီးတော့ပြပေးသွားမယ်နော်ကဲဒါလေးကတော့နံပါတ်1ပါရှင်ကဲနံပါတ်2ကလာအစင်ကိုအရန်ကိုဆိုတဲ့အမထက်ကိုပိုကောင်းမှကြိုက်တယ်ဆိုလို့ရှိရင်ဒီကျူမဟာလေးကိုယူပေးပါရှင်ကဲအစင်ပေါ်ဆန်းတာလေးကနံပါတ်3ရှင်ကဲဒါလေးကတော့နံပါတ်4လေးအရန်ကိုလာပါတယ်ရှင် plus အစင်လေးကတော့နံပါတ်5ပါရှင်ကဲမမေဝတ်တလို့အစင်ကလေးနဲ့ကပလေးတွဲချင်တယ်ဆိုလို့ရှိရင်နံပါတ်6လေးယူပါရှင်ကဲခဲရောင်ကာလာလေးဆိုလို့ရှိရင်တော့နံပါတ်7လေးယူရှင်ကဲအုံးကုန်ကာလာလေးကတော့နံပါတ်8ပါရှင်နံပါတ်9လေးအစင်ကိုကာလာအရန်ကိုလာတယ်ရှင်အကောင်းဆုံးမှကြိုက်တယ်ဆိုလို့ရှိရင်ဂျူမဟာလေးကိုယူနော်ကဲဒါလေးကတော့နံပါတ်10ရှင်အားနဲ့ခဲပြလေးဆိုတော့လေအရန်ကိုလာတယ်ရှင်ကဲအရန်လာတဲ့ထောက်ပတ်စိမ်းလေးကတော့နံပါတ်7ပါရှင်ကဲကာလာဆူဆူလေးဆိုလို့ရှိရင်တော့နံပါတ်13ရှင်ခဲစင်ကာလာလေးကနံပါတ်14ပါရှင်အရန်လာတယ်နော်ကဲခဲပြလေးဆိုလို့ရှိရင်တော့နံပါတ်15လေးယူပေးပါရှင်ကဲမီကိုလေးကတော့နံပါတ်16ပါရှင်အရန်လာတယ်နော်ပွဲတိုးတဲ့ဒီကျူမဟာလေးပါနော်ကဲကာလာဆူဆူနဲ့ခဲနဲ့ခရမ်းဖောက်ထားတဲ့ကျူမဟာလေးဆိုလို့ရှိရင်တော့နံပါတ်19လေးယူပေးရှင်ကဲအပြဆိုတဲ့အကိုရေဒီဟာလေးယူပါနံပါတ်18ပါရှင်ကဲဒါလေးကတော့ plus အစင်ထောက်ပတ်ကလေးရှင်နံပါတ်19ပါရှင်ကဲမမေပြပေးသွားတဲ့ကျူမဟာပစိုးလေးတွေဆိုလို့ရှိရင်တော့မင်းတို့ကတကွင်းကို4000ကျပ်နဲ့ရောင်းချထားပေးပြီးတော့ packaging လေးပါတယ်ဆိုလို့ရှိရင်တော့4000နဲ့1000ကျပ်ပဲပေးရှင်ကဲမင်းတို့ရွေးရရင်နေပြီးတော့ပစိုးလေးတွေကိုကြိုက်နဲ့တက်လို့ဝယ်ယူအားပေးချင်တယ်ဆိုလို့ရှိရင် Viber ဖုန်းနံပါတ်3994434435 3995355339ကို Viber တစ်ဆင့်ဆက်သွယ်ပြီးတော့ဝယ်ယူလို့ရတယ်လို့မျိုးဖုန်းဆက်ပြီးတော့လည်းဝယ်ယူလို့ရပါတယ်ရှင်မင်းတို့ရဲ့ Facebook page လေးဆိုလို့ရှိရင်တော့မင်းတို့ရိုးရအိမ်နဲ့နေပြီးတော့ကြည့်တဲ့ရဆိုပြီး page လေးနှစ်ခုရှိပါတယ်ရှင်ကြိုက်နဲ့တက်ရနေရနေပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်